ဂျိုးဆွန်းမင်းဆက်ရဲ့မျက်ရည်လဲရတဲ့သမိုင်းကဗျာအချိန်ကာလကိုကျော်လွန်ပြီးရှင်သန်နေတဲ့ဝိညာဉ်တောင်ကိုရီးယားနိုင်ငံဂန်ဝွန်ဒိုပြည်နယ်ရောင်းဝမြို့လေးရဲ့စိတ်ငြိမ်လှတဲ့တောတောင်တွေကြားထဲမှာဒီနေ့အထိရှိနေတုန်းဖြစ်တဲ့ထူးခြားတဲ့ရိုးရာဓလေ့တစ်ခုရှိပါတယ်ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း950ကျော်ကကွယ်လွန်သွားခဲ့တဲ့ဂျိုးဆွန်းမင်းဆက်ရဲ့60မြောက်ဘုရင်ဒန်ကျုံးဘုရင်ကိုရည်စူးပြီးပြုလုပ်တဲ့ရောင်းစမ်းကျယ်လို့ဆိုတဲ့ဝိညာဉ်ဖို့ဆွန်ကြေးပွဲကြီးပဲဖြစ်ပါတယ်ကွန်ပျူတာဝါဒကိုအခြေခံတဲ့ဂျိုးဆွန်းခေတ်ကဘုရင်တစ်ပါးကိုဗုဒ္ဓဘာသာကျောင်းဝင်းထဲမှာရိုးရာနတ်ဖျားတစ်ပါးလို့ကိုးကွယ်ပူဇော်နေကြတာဟာတကယ်ကိုထူးထူးခြားခြားပါပဲဒီအရက်ကလူတွေအတွက်တော့ဒန်ကျုံးဘုရင်လေးဟာတမိုင်းစာအုပ်ထဲကဘုရင်တစ်ပါးတွေမကပဲသူတို့ရဲ့ဘဝတွေကိုစောင့်ရှောက်ပေးနေတဲ့အကာအကွယ်ပေးသူနမင်းကြီးတစ်ပါးလို့ဖြစ်နေလို့ပါပဲအပိုင်း1အာနာလူဝဲကြားကတားကောင်ဖြစ်ခဲ့ရတဲ့12နှစ်သားဘုရင်ငယ်တမိုင်းကိုပြန်ကြည့်ရင်ဒန်ကျုံးဘုရင်ဟာဝေးဖွားကလေးကကံကြမ္မာစိုးနဲ့စတင်ခဲ့တာကိုတွေ့ရပါမယ်သူဟာကိုရီးယားသမိုင်းမှာအကြီးမြတ်ဆုံးလို့သတ်မှတ်ခံရတဲ့ဆဲကျုံးမင်းကြီးရဲ့မြေးတော်ဖြစ်ပြီးမွန်ကျုံးဘုရင်ရဲ့တူးရဲသောသားတော်ဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုမွေးဖွားပြီးချင်းမှာပဲမဲတော်ကွယ်လွန်သွားခဲ့တယ်လို့ခမဲတော်မွန်ကျုံးဘုရင်ဟာလည်းကျမ်းမာရေးမကောင်းတာကြောင့်နန်းသက်2နှစ်ပဲစိုးဆိုင်ရပြီးအသက်ငယ်ငယ်နဲ့ကွယ်လွန်သွားခဲ့ပါတယ်ဒါကြောင့်အသက်12နှစ်သားအရွယ်ပဲရှိသေးတဲ့ဒန်ကျုံမင်းသားငယ်ဟာဂျိုးစွန်းရဲ့60မြောက်ဘုရင်အဖြစ်နန်းတက်ခဲ့ရပါတယ်အုတ်ချုပ်ရည်တွေ့ကြုံမရှိသေးတဲ့ကလေးငယ်တဦးနန်းမလင်ပေါ်ရောက်လာတဲ့အခါမှာတော့အာနာမမောတဲ့ဆွေတော်မျိုးတော်တွေရဲ့တားကောင်ဖြစ်လာခဲ့ရပါတော့တယ်ညံညံနဲ့များပြီးစစ်ရေးကျွမ်းကျင်တဲ့ဘုရင်ငယ်ရဲ့ဦးလေးတော်ဖြစ်သူစူယန်မင်းသားဟာ1453ခုနှစ်မှာသွေးထွက်တန်ရုံအာနာသိမ့်မှုကြီးဖြစ်တဲ့ဂဲယူချောင်းတန်းကိုဆင်နွှဲခဲ့ပါတယ်ဘုရင်ငယ်ကိုထောက်ပံ့ပေးနေတဲ့တစ္ဆာရှိအမတ်ကြီးတွေကိုတတ်ဖြတ်ဒန်ကျုံးဘုရင်ကိုရုပ်သေးရုပ်လိုတစ်နှစ်ခွဲလောက်ထားပြီးတဲ့နောက်ဆုံးမှာတော့အတင်းအဓမ္မနန်းချပြီးသူကိုယ်တိုင်ဆဲဂျိုဘုရင်ဆိုတဲ့အမည်နာမနဲ့နန်းတက်ခဲ့ပါတယ်အပိုင်းနှစ်ချောင်းချောင်းကိုကျွန်းစီတို့ပြည်နေတန်းခံရခြင်းနန်းချခံလိုက်ရတဲ့ဘုရင်ငယ်လေးဒန်ကျုံဟာနိုးဆန်းကွန်းလို့ခေါ်တဲ့တာမန်မင်းသားအဆင့်ထိနှိမ့်ချခံလိုက်ရပြီးမြို့တော်ဟန်ယန်းနဲ့မိုင်ပေါင်းများစွာဝေးကွာလာတဲ့ဂန်ဝွန်ဒိုပြည်နယ်ရောင်းဝအရက်ဒေသစီကိုပြည်နေတန်းပေးခြင်းခံခဲ့ရပါတယ်သူ့ကိုထားရှိတဲ့နေရာကိုချောင်းချောင်းဖို့လို့ခေါ်ပါတယ်အရှိအနောက်တောင်သုံးဘက်လုံးမှာရေစီးတန်တဲ့မြစ်တွေဝိုင်းရံထားပြီးအနောက်ဘက်မှာတော့မတ်ဆောက်လာတဲ့ကြောက်ဆောင်ကြောက်ကဘာကြီးရှိနေတာကြောင့်ကုန်းတွင်းပိုင်းကကျွန်းငယ်လေးတစ်ခုလိုဖြစ်နေတဲ့နေရာပါဘယ်သူမှလွယ်လွယ်နဲ့မလာတိုင်းဘရင်ငယ်လဲထွက်ပြေးလို့မရအောင်အကျဉ်းချထားတဲ့တဘာဝအကျဉ်းထောင်ကြီးပေါ့အသက်18နှစ်အရွယ်ပဲရှိသေးတဲ့ဘရင်ငယ်ဟာဒီအထီးကျန်လာတဲ့နေရာလေးမှာမြို့တော်မှာကြံရင်ခဲ့တဲ့မိဖုရားကြီးကိုလွမ်းဆွရင်ဝမ်းနဲ့ကြေကွဲစရာကြပြားတွေကိုတီကုန်းကမျက်ရည်နဲ့ရက်တွေကိုဖြတ်တန်းခဲ့ရပါတယ်အပိုင်း3သွေးအေးလာတဲ့အစိတ်တော်နဲ့မြစ်ထဲကအလောင်းတော်ဒန်ကျုံးဘုရင်ပေါ်တစ္ဆာရှိရဲ့အမတ်တွေဖြစ်ကြတဲ့စာယူရှင်းလို့ခေါ်တဲ့တစ္ဆာရှိအမတ်6ဦးဟာဘရင်ငယ်ကိုနန်းမလင်ပေါ်ပြန်တင်မြောက်ဖို့လျှို့ဝှက်ကြံစီခဲ့ကြပြီးမြဲမအောင်မြင်ပဲပေါ်ပေါက်သွားခဲ့ပါတော့တယ်ဒီနောက်မှာတော့ဆဲဂျိုဘင်းဟာသူ့ရဲ့နန်းမလင်အတွက်ဒန်ကျုံးဘုရင်တက်ရှိထင်ရှားရှိနေသေးပြီးအန္တရာယ်ရှိတယ်လို့ယူဆပြီးနောက်ဆုံးမှာတော့ဘရင်ငယ်ကိုအစိတ်တော်တောက်စေပြီးအဆုံးစီရင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်ရောင်ဝေါဒေသကိုရောက်ပြီး4လအကြာမှာပဲတက်တော်18နှစ်ပဲရှိသေးတဲ့ဒန်ကျုံးဘုရင်ဟာမတရားတဲ့အာနာလူဝဲရဲ့တစားခံဖြစ်အစိတ်တောက်ပြီးအသက်ပြောက်ခဲ့ရပါတယ်ပိုပြီးဝမ်းနဲ့စရာကောင်းတာကတော့ဆဲဂျိုဘင်းဟာဒန်ကျုံးရဲ့ရုပ်အလောင်းကိုဘယ်သူမှမတကြိုရတကြိုပေးတဲ့သူရှိရင်မျိုးဆက်30တိုင်အောင်တပ်ပြမယ်ဆိုပြီးပြင်းထန်တဲ့အမိန့်ထုတ်ပြန်ခဲ့ပြီးရုပ်အလောင်းကိုမြစ်ရည်ထဲကိုမျှောချစွန့်ပစ်လိုက်တာပါပဲအပိုင်း4အသက်နဲ့လဲပြီးတစ္ဆာဆောင်းသိခဲ့သူအော်မွန်ဒိုနဲ့ဂျန်နန်အောက်ကူဘရင်တစ်ပါးရဲ့ရုပ်အလောင်းဟာမြစ်ထဲမှာမျောပါနေပြီးဘယ်သူမှမထီရဲမတွေ့ရဖြစ်နေတဲ့အချိန်မှာပဲရောင်းဝဒေတာရဲ့အောက်ခြေအရာရှိငယ်တူဖြစ်တဲ့အော်မွန်ဒိုဟာသူ့ရဲ့မျိုးရိုးတစ်ခုလုံးတေမယ်ပြီးကိုမမှုပဲတစ္ဆာတရားကိုရှေ့တန်းတင်ခဲ့ပါတယ်သူဟာညသကောင်အချိန်မှာဒန်ကျုံးဘုရင်ရဲ့ရုပ်အလောင်းကိုလျှို့ဝှက်ဆယ်ယူပြီးတောတောင်တွေကြားတွေကနှင်းဖုံးနေတဲ့တောင်ကုန်းတစ်ခုပေါ်မှာလျှို့ဝှက်စွာမြေမြုပ်တကြိုပေးခဲ့ပါတယ်အော်မွန်ဒိုဟာတောက်တံမြေကိုပြင်ဆင်ပြီးတာနဲ့တသက်လုံးထွက်ပြေးတိမ်းရှောင်ပြီးဘဝကိုဂုဏ်ဆုံးခဲ့ရပါတယ်သို့သောသူ့ရဲ့ရဲရင်တဲ့တစ္ဆာရှိမှုကြောင့်ပဲဒန်ကျုံးဘုရင်ရဲ့ရုပ်ကလပ်ဟာတောကွေးစာမဖြစ်ခဲ့ရပဲကြံရစ်ခဲ့ပါတယ်ရာစုနှစ်ပေါင်းများစွာကြာပြီးနောက်စုကျုံးဘုရင်လက်ထက်ရောက်ခါမှာပဲဒန်ကျုံးဘုရင်ရဲ့နာမတော်ကိုပြန်လည်တိတ်ခါတင်ပေးခဲ့ပြီးဒီအုပ်ကူကိုလည်းဂျန်ညွန့်လိုအမည်ပေးကတရားဝင်ဘုရင်ဂူဗိမာန်ဖြစ်သတ်မှတ်ခဲ့ပါတယ်ထူးခြားချက်ကတော့ဒီအုပ်ကူဟာမြို့တော်ရဲ့မိုင်းတရားအတွင်းမှာပဲရှိရမယ်ဆိုတော့ဂျိုးစွန်းရဲ့စီးမင်းကိုကျော်လွန်ပြီး
ဝေးလံတဲ့အချက်မှာတီးရှိနေတဲ့တခုတည်းသောဘရင်ကူဗိမ္မာန်ဖြစ်လာခဲ့တာ2009ခုနှစ်မှာတော့ UNESCO ကမ္ဘာအမွေအနှစ်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်အပိုင်းကလူသားတို့ရဲ့မှတ်ဉာဏ်မှသည်တောင်ဆောက်နမင်းကြီးအဖြစ်သို့တမိုင်းဟာအာဏာရှိသူတွေရဲ့လက်ထဲမှာပျောက်ကွယ်သွားနိုင်ပြီမဲ့တာမန်ရသားပြည်သူတွေရဲ့မှတ်ဉာဏ်ထဲမှာတော့ဒဏ်ကျုံမြင်ဟာဘယ်တော့မှမသေးဆုံးခဲ့ပါဘူးရောင်ဝဒေသခံတွေဟာအသက်ငယ်ငယ်နဲ့မတရားလုပ်ကြံခံရပြီးဝိညာဉ်မကြုံပဲဖြစ်နေရှာမဲ့ဘရင်ငယ်ပေါ်တနာကယူနာတက်ခဲ့ကြပါတယ်တမိုင်းပုံမြင်တွေကဒဏ်ကျုံမြင်ကွယ်လို့ပြီးနောက်သူဟာထဲဘက်ဆန်လို့ခေါ်တဲ့ကိုရီးယားတို့ရဲ့မြင့်မြတ်တဲ့တောင်ကြီးရဲ့တောင်ဆောက်နမင်းကြီးဖြစ်လာခဲ့တယ်လို့ယုံကြည်ကြပါတယ်ဒီနေ့ကရောင်ဝမြို့ခံတွေဟာအိမ်တော်မြူတာစီးပွားရေးလုပ်တာလဲရစိုက်ပြိုးတာစတဲ့အရေးကြီးတဲ့ကိစ္စမှန်သမျှရှိရင်ဒီဂျန်နွန်ဗိမ္မာန်ကိုလာရောက်ပြီးဒဏ်ကျုံမြင့်ရဲ့ဝိညာဉ်တော်ကိုတိုင်တယ်ဆူတောင်းနေရှိကြပါတယ်။နီကုံတမိုင်းကပေးတဲ့သင်ခန်းစာနဲ့ယဉ်ကျေးမှုအမွေနဲ့အခုကဒဏ်ကျုံမြင့်ရဲ့ကြေကွဲပဲဇလန်းဟာတမိုင်းတွေကအမောင်တို့တစ်ခုတည်းမဟုတ်တော့ပဲဒေတာရင်းကိုကဘာလက်ခီးသွားတွေဆွဲဆောင်တာယဉ်ကျေးမှုအမွေတွေတစ်ခုဖြစ်လာခဲ့ပါပြီ။သူဖြတ်တန်းခဲ့တဲ့လမ်းတွေကိုပြန်လဲဖော်ထုတ်ပြီးဒဏ်ကျုံပြည်နေတဲ့လမ်းဒဏ်ကျုံ UBG ဖြစ်ခီးသွားလုပ်ငန်းဖော်ဆောင်နေသလိုနှစ်စဉ်နှစ်တိုင်းဒဏ်ကျုံပြင်အတွက်ကြီးကျယ်ခမ်းနားတဲ့ရိုးရဘရင်ဇာပနာပွဲတော်တွေကိုပြန်လည်ကျင်းပပြီးတမိုင်းရဲ့အမားကိုအယက်သားပြည်သူတွေကဝိုင်းဝန်းကူစားပေးနေကြပါတယ်။ဒဏ်ကျုံပြင်ရဲ့အဖြစ်ပြဟာအာဏာမမောမှုကြောင့်ဖြစ်ပေါ်လာရတဲ့သွေးဆုံးခဲ့တဲ့တမိုင်းသင်ခန်းစာတစ်ခုဖြစ်တယ်လို့တစ်ဖက်မှာလည်းအယက်သားပြည်သူတွေရဲ့တစ္ဆာတရားနဲ့ဂရုဏာတရားဟာဘလောက်တောင်အင်အားကြီးမားပြီးရာစုနှစ်တွေကိုကျော်လွန်ကရှင်သန်နိုင်တယ်လဲဆိုတာကိုတတ်သိပြနေတဲ့အကောင်းဆုံးပြရုပ်တစ်ခုပဲဖြစ်ပါတော့တယ်။ဘရင်လေးဒန်းကျောင်းရဲ့ဝမ်းနဲ့ဝယ်ဇလန်းကတော့ဒီလောက်ပါပဲ။ကိုရီးယားသမိုင်းမှာအာဏာလူဝဲတွေရဲ့ရက်စက်မှုကိုပြသနေတဲ့သမိုင်းဝင်ဖြစ်ရတဲ့ခုလည်းဖြစ်ပါတယ်။2026မှာထွက်ရှိခဲ့ပြီးစုများစွာရရှိခဲ့တဲ့ The King's Warden ဆိုတဲ့ကိုရီးယားရုပ်ရှင်ဟာလည်းဘရင်လေးဒန်းကျောင်းရဲ့နောက်ဆုံးလေးလတာဘဝကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီလိုကိုရီးယားသမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုနေဆိုရင်ကျွန်တော် channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်။နောက်ထပ်ဘယ်လိုအကြောင်းအရာတွေကိုလေ့လာချင်နေလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါဦးကျေးဇူးတင်ပါတယ်ခင်ဗျာ။